ခုချိန်မှာကျွန်တော်တို့နှစ်တစ်ဒေသနာကိုဟောကြားဖို့အတွက်ဆရာတော်အချိန်ဖြစ်ပါတယ်ကျွန်တော်တို့မျော်လင့်ထားတဲ့အရာကအိမ်မက်ပဲမဟုတ်ဘဲနဲ့တကယ်ဖြစ်လာနိုင်တဲ့မျော်လင့်ချက်မျိုးဆိုလို့ရှိရင်ကျွန်တော်နှစ်တစ်အတွက်မြတ်မင်္ဂလာတန်ဖိုးရှိတဲ့မင်္ဂလာဖြစ်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီလိုခံစားရပါတယ်ဒီနေ့ကျွန်တော်ပြောမယ့်အရာတွေကနှုတ်ကပတ်တော်ထဲကနေပေါ်ပြတဲ့မျော်လင့်ချက်တွေဖြစ်တဲ့အတိုင်းဒီဟာကတကယ်ဖြစ်နိုင်တဲ့မျော်လင့်ချက်တွေလည်းဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အသင်းတော်မှာဒီအချက်များနဲ့ပြည့်စုံပြီးတော့ပို့ပြီးတော့ဘုရားဘုန်းတော်ထင်ရှားတဲ့အသင်းတော်ဖြစ်ဖို့တာရဏပြန့်ပွားတဲ့အသင်းတော်ဖြစ်ဖို့ဘုရားသခင်ကကျွန်တော်ကိုဝိညာဉ်တော်အားဖြင့်ကျွန်တော်ကိုလမ်းပြတယ်လို့လည်းကျွန်တော်ဒီလိုခံယူပါတယ်အဲ့တော့ဒီယောမဩရစာ15ငယ်73မှာကျွန်တော်တို့မျော်လင့်ခြင်းနဲ့ပတ်သက်ပြီးတော့ပြည့်စုံနိုင်တဲ့အကြောင်းတစ်ခုကိုရှင်ပေါလုကရေးထားတာကျွန်တော်တွေ့ရှိရတယ်သင်တို့ဒီတန်ရှင်းသောဝိညာဉ်တော်၏တကူအားဖြင့်မျော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တတ်တာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမိအကြောင်းမျော်လင့်ခြင်း၏အရှင်ဘုရားသခင်သည်ကယ်မတနာတော်မူပါစေတော့ဒီမှာခုနကကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့မျော်လင့်ခြင်းကပြည့်စုံဖို့ရန်တေချာရဆိုတဲ့အကြောင်းကိုပြောတာပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမျော်လင့်ခြင်းပါရမီနဲ့ပြည့်စုံမှုဘုရားသခင်အလိုရှိတယ်ဒီလိုပြည့်စုံမှုရန်မျော်လင့်ခြင်းရဲ့အရှင်ဖြစ်တဲ့ဘုရားသခင်ကိုယ်တိုင်ကပေးတနာမှာဖြစ်တယ်အဲဒါကြောင့်ဘုရားသခင်ကိုယုံကြည်တဲ့ကျွန်တော်အရောက်စီတိုင်းကဘုရားသခင်ပေးတဲ့မျော်လင့်ခြင်းကပြည့်စုံမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဖော်ပြခြင်းဖြစ်ပါတယ်ဒါပေမဲ့မျော်လင့်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်ရဲ့ဇာတိသဘောနဲ့ပြည့်ဝတဲ့မျော်လင့်ခြင်းတွေလည်းရှိပါတယ်ကျွန်တော်ကချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့မောလကားကြီးလိုခြင်းနဲ့အိမ်ကြီးလိုခြင်းနဲ့ခြံကြီးလိုခြင်းနဲ့အဲ့ဒီလိုမျော်လင့်ခြင်းတွေကတော့တမျိုးပေါ့နော်ဒါပေမဲ့အခုပြောမယ့်အရာတွေကတော့နော်ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အရာတွေဖြစ်မယ်ကောင်းကြီးမင်္ဂလာနဲ့ဆိုင်တဲ့အရာတွေလည်းပါတယ်ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်ဒီခုနကဖတ်သွားတဲ့ကျမ်းပိုက်လေးပုံမှာခြေခံပြီးတော့ကျွန်တော်အကြောင်းလေး၄ခုကျွန်တော်ဖော်ပြခြင်းတယ်ပထမတစ်ခုကနေ့တည်းမှာကျွန်တော်မျော်လင့်စရာကဘာလဲဆိုတော့အတစ်တော်အစပြုခြင်းအတစ်တော်အစပြုခြင်းအကြောင်းကိုကျွန်တော်ဖော်ပြလိုပါတယ်ဆိုတော့ဒီမှာကျွန်တော်ကအတစ်တော်အစပြုခြင်းကကျွန်တော်ပြောမပြောအခုစနေရပြီပဲเนาะနေ့တည်းရဲ့အစကျွန်တော်ကပြက်ကလေးကသူသွားနေမှာပဲနေစကြဝဠာအကုန်လုံးကသူလဲပတ်ပြီးတော့သွားနေမှာပဲကျွန်တော်အဲ့လိုလဲပတ်သွားနေတဲ့အခါမှာကျွန်တော်ရဲ့အစပြုခြင်းကတကယ်စစ်မှန်တဲ့အစပြုခြင်းဖြစ်ပေါ်ရန်လိုအပ်တယ်ပြုပြင်ပြောင်းလဲတဲ့အစပြုခြင်းဖြစ်ပေါ်ရန်လိုအပ်တယ်ကျွန်တော်ကဒီ midnight service တော့လည်းအကြောင်းတစ်ခုကဘာလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော be filled with the Holy Spirit ကျွန်တော်ပြောခဲ့တယ်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ပြည့်ဝခြင်းအားဖြင့်အတစ်တော်အရာများနဲ့မျော်လင့်တဲ့အရာများပြည့်စုံလာတဲ့အကြောင်းတရားဖြစ်တယ်ဆိုတာကိုအခုဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာကျွန်တော်တွေ့ရှိရတယ်ဥပမာအဖြစ်တမန်တော်ဝတ္ထုအငယ်အခန်းကြီး2အခန်းကြီး4ဒီနှစ်ခုကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာတကယ်အတင်းတော်ရဲ့အစပြုခြင်းမှာတကယ်အောစွာအမခံအစပြုခဲ့တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ဒါကပင်တေကုတ်တေနေ့မှာတန်ရှင်းသောဝိညာဉ်တော်ကဘုရားသခင်ဂတိပေးထားတဲ့အတိုင်းဆင်းသက်လာတဲ့အခါမှာအင်မတန်အောစရာတွေတွေ့ရှိရတယ်ဝိညာဉ်တော်ကလေပြင်းမုန်တိုင်းလိုဆင်းသက်လာတယ်ဝိညာဉ်တော်ကမီးရှာလိုပဲကောင်းကင်ကနေမီးတွေကျလာတယ်ဝိညာဉ်တော်အားဖြင့်ဘာသာစကားအမျိုးမျိုးကိုပြောခြင်းအားဖြင့်တကယ်အောစရာကောင်းတဲ့ဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာအသင်းတော်ရဲ့မွေးဖွားခြင်းအသင်းတော်ကအဲ့ဒီချိန်မှာစတင်ပြီးတော့မွေးဖွားလာတာဖြစ်တယ်အစပြုခြင်းမှာအင်မတန်မှဘုရားသခင်ရဲ့ဝိညာဉ်တော်တကူအားဖြင့်အစပြုခဲ့တဲ့အတွက်ဒီအသင်းတော်ကဒီနေ့တိုင်အောင်ဘုရားသခင်ကောင်းကြီးပေးထားတယ်ခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်တာကိုကျွန်တော်တွေ့ရှိရတယ်ဝိညာဉ်တော်ပြည့်ဝခြင်းအားဖြင့်အောစွာအစပြုခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး4ခုကျွန်တော်ပြောမယ့်အရာကိုကြည့်တဲ့အခါမှာဒီတမန်တော်ဝတ္ထုအခန်းကြီး4ကိုဖတ်တဲ့အခါမှာဖတ်တာနဲ့တပြိုင်နက်ဗိမာန်တော်မှာတမန်တော်တွေဝိညာဉ်တော်ပြည့်ဝတဲ့တမန်တော်တွေကနော်ပေတရုတို့ယောဟန်တို့တမန်တော်တွေကတရားဟောကြတယ်ခရစ်တော်ယေရှုဖခင်ရဲ့အကြောင်းကိုဟောပြောတဲ့အခါမှာအဲ့ဒီချိန်မှာလူပေါင်း9000ယုံကြည်ခြင်းရရှိကြတယ်ပြောင်းလဲလာတယ်ပေတေကုတ်နေ့တုန်းကပေတရုတို့တရားဟောတဲ့အခါမှာ3000ပြောင်းလဲတယ်လို့ဖော်ပြထားတယ်အခုတမန်တော်ဝတ္ထု4ကိုဖတ်တဲ့အခါမှာ9000ပြောင်းလဲလာတယ်လို့ပြောတယ်ဝိညာဉ်တော်ပြည့်ဝသော
တမန်တော်များရဲ့ဟောပြောခြင်းအားဖြင့်ပြောင်းလဲတဲ့ဒီအစပြုခြင်းကိုကျွန်တော်တွေ့ရတယ်ဒါကကျွန်တော်တို့တိပိရာတွေဖြစ်တယ်တို့တော်လည်းပဲဝိညာဉ်တော်ပြေဝတဲ့အသက်တာမှာဘုရားသခင်ကအံ့ဩစွာပြောင်းလဲခြင်းကိုအစပြုစေခဲ့တယ်ဆိုတဲ့အကြောင်းကိုအဲ့ဒါကိုဖော်ပြထားတယ်အဲ့ဒါပြင်ကျွန်တော်တို့တဦးချင်းစီအတွက်ပြောင်းလဲခြင်းတွေရှိတယ်အသက်တာများကိုဘုရားသခင်ကပြောင်းလဲခြင်းနဲ့အစပြုတယ်လို့ပြောတဲ့အခါမှာပေါလုနဲ့တိလထောင်ထဲမှာရှိတဲ့အခါမှာထောင်မူးကပြောင်းလဲသွားတယ်ဘုရားသခင်ထံမှာချီးမွမ်းခြင်းဆုတောင်းခြင်းအပြင်အော်စွာငလင်လှုပ်ခြင်းနဲ့ထောင်တကားပွင့်ခြင်းတန်ကြိုးပြတ်ခြင်းအဲ့ဒါတွေကိုတွေ့တဲ့အခါမှာထောင်မူးကအော်ပြီးတော့မှသူကြောက်လို့သူ့အကူတတ်ပွေရန်အတွက်လှုပ်တဲ့အခါမှာပေါလုကမလှုပ်နဲ့ငါတို့အလုံးဒီမှာရှိတယ်ကျွန်တော်ကဲတင်းကြီးရဖို့ဘာလုပ်ရမလဲတဲ့ခရစ်တော်ယေရှုဖျားကိုယုံကြည်ပါဗတ္တိဇာမင်္ဂလာကိုခံပါဒါဆိုတင်းနဲ့တင်းရဲ့အိမ်သူအိမ်သားများထာဝရအသက်ဆုကျေးဇူးကိုရရှိမယ်ထောင်မူးနဲ့မိသားစုကသူ့ရဲ့ဘဝအသက်တာမှာပြောင်းလဲပြီးတော့အတစ်တော်အစပြုခြင်းကိုရခဲ့တယ်မိသားစုနော်အိမ်တော်ဦးစီးရစာပြီးသားစုအားလုံးကပြောင်းလဲပြီးတော့မှအသက်တာအတစ်ကိုရရှိခဲ့တယ်ဆိုတာကိုဖော်ပြထားတယ်အားလုံးကျွန်တော်ကြည့်တဲ့အခါမှာယောဟန်ပထမဆောင်1ငယ်9ကြည့်တဲ့အခါမှာတင်းတို့ရဲ့အပြစ်များကိုဝန်ချတောင်းပန်လင်ဘုရားသခင်ဒီဖြောင့်မတ်တော်ဘုရားဖြစ်တဲ့အတွက်သူ့ရဲ့အသွေးတော်အဖြစ်တည်းရဲ့အပြစ်အလုံးစုံကိုစေးကြောတန့်ရှင်းပေးလိမ့်မယ်တဲ့ကျွန်တော်ရဲ့ညဉ့်ညမ်းတဲ့အသက်တာကနေအတစ်တော်တန့်ရှင်းတဲ့အသက်တာကိုပို့ဆောင်မှုရန်အတွက်ကျွန်တော်ကိုအစပြုတ်ရန်တမန်ကျမ်းစာကဒီလိုကျွန်တော်ကိုဖော်ပြထားတယ်ဝိညာဉ်တော်ပြေဝတဲ့အသက်တာနဲ့သူ့ရဲ့လမ်းညွှန်ခြင်းအောက်မှာအတစ်တော်အစပြုတ်ခြင်းနဲ့ဘဝမှာကောင်းမြတ်တဲ့အသက်တာတွေကိုကျွန်တော်ရရှိတယ်ဆိုတာကိုဖော်ပြထားတယ်ဗျာဒိတ်ကျမ်းမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တင်းရဲ့အူးဖြစ်သောချစ်ချင်းမေတ္တာနဲ့ဝေးသွားပြီတဲ့တင်းရဲ့အူးဖြစ်သောအကျင့်နဲ့ဝေးသွားပြီပြန်လာပါနောင်တနဲ့ပြန်လာပါဒါဆိုရင်အတစ်တော်အသက်တာကိုပေးမယ်ဗျာဒိတ်ကျမ်းမှာလည်းဒီလိုအတင်းတော်တွေကိုဒီလိုဖော်ပြထားတာကိုကျွန်တော်တွေ့ရတယ်အူးချစ်ချင်းမေတ္တာဆိုတာကခရစ်တော်ယေရှုဖျားကိုယုံကြည်တဲ့နေ့ကရရှိခဲ့တဲ့စိတ်လှုပ်ရှားမှုတွေတကယ်ခရစ်တော်ရရှိတဲ့အချိန်မှာကယ်တင်ခြင်းရပြီဆိုပြီးတော့ဝမ်းမြောက်တဲ့အသက်တာရရှိတယ်တို့တော်လည်းပဲကြာသွားတဲ့အခါမှာဒီချစ်ချင်းမေတ္တာရော့သွားပြီးတော့ခရစ်တော်နဲ့ဘုရားသခင်နဲ့ဝေးသွားတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ပြန်လာပါတဲ့ပြန်လာပါနောင်တနဲ့ပြန်လာပါနောင်တနဲ့ပြန်မလာလို့ရှိရင်တိမိခွက်ကိုယူပြီးတော့တခြားလူကိုပေးပလိုက်မယ်ကျွန်တော်အတစ်တော်အစပြုခြင်းကိုရရှိဖို့ရန်ဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းခေါ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တွေ့ရှိရတယ်ခရစ်တော်နဲ့ဘုရားနဲ့ဝေးသွားတဲ့အခါမှာကျွန်တော်ရဲ့မျက်စိတွေကဘယ်ကိုရောက်သွားလဲဆိုတော့လောကအရာကိုရောက်သွားတယ်လောကီအရာကိုရောက်သွားတဲ့အခါမှာကျွန်တော်ခရစ်တော်ကိုမျက်မှောက်မပြုတ်နိုင်တဲ့အခြေအနေကိုရောက်ပြီးတော့မှတမန်တော်ပေတရုလိုပဲခရစ်တော်ကိုမျက်ခြေပြတ်ပြီးတော့ရေလိုင်းတဘိုးတွေကိုကြည့်တဲ့အခါမှာရေထဲကိုနစ်မြုပ်သွားတာကိုကျွန်တော်တွေ့ရှိရတယ်အန်ဒီရနဲ့ကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုကယ်တင်တဲ့အရှင်နော်ကျွန်တော်ရဲ့ကနဦးဖန်ဆင်းသောခရစ်တော်ယေရှုဖျားကိုမျက်ခြေမပြတ်ရှိပြီးတော့ရှိနေရှိတော့ပန်းတိမ်ကိုပြေးကြကုန်ဟေပြဲခန်းကြီး7ငယ်1မှာဒီလိုပဲဖော်ပြထားတယ်ခရစ်တော်ကိုမျက်ခြေမပြတ်ကြည့်ပြီးတော့မှရှိမှရှိတော့ပန်းတုံးတိုင်တို့ပြေးကြကုန်မျက်ခြေမပြတ်ခရစ်တော်ကိုကြည့်ရတဲ့အခုအဲ့ဒါပြန်ပြီးတော့မှပင်လေရေလိုင်းတဘိုးတွေလောကဒုက္ခတွေကိုကြည့်နေတဲ့အထက်ကနေခရစ်တော်ဘက်ကိုပြန်လေမျက်နာမူပြီးတော့မျက်ခြေမပြတ်ပြန်ကြည့်ပြီးတော့သူ့နောက်ကိုတစ်စိုက်မလိုက်ပွေရန်အတွက်အတစ်တော်လိုက်လျှောက်ခြင်းကိုဘုရားသခင်ပေးမှာဖြစ်ပါတယ်အဲကြောင့်ဒီမှာပေါ်ပြတာနေ့တစ်မှာကျွန်တော်မျောလင့်ချက်တွေကအတစ်လျှောက်ခြင်းနဲ့ကျွန်တော်ရဲ့ဘဝမှာဆိုးတဲ့ဘဝကနေကောင်းတဲ့ဘဝကိုလျှောက်ခြင်းနဲ့ကျွန်တော်မအောင်မြင်တဲ့ဘဝနဲ့အောင်မြင်တဲ့ဘဝကိုရှောက်ခြင်းနဲ့ဘုန်းတော်မထင်ရှားတဲ့ဘဝနဲ့ဘုန်းတော်ထင်ရှားတဲ့ဘဝကိုရှောက်ခြင်းနဲ့ဆိုရင်ရှောက်နိုင်မဲ့နီလန်းကိုဘုရားသခင်ကပေးထားတယ်အဲ့ဒီနီလန်းဝိညာဉ်တော်ပြေဝတဲ့နီလန်းနဲ့အသက်ရှင်တဲ့အခါမှာစစ်မှန်တဲ့အသက်ရှင်ခြင်းအစပြုခြင်းကိုရမှာဖြစ်ပါတယ်အစကအရေးကြီးပါတယ်ဒီအစကိုကောင်းတဲ့အစပြုခြင်းနဲ့ရရှိဖို့ရန်အတွက်ပထမတစ်ခုဖြစ်ပါတယ်ဒီမျှော်လင့်ချက်ကပြည့်စုံနိုင်ပါတယ်ဒုတိယတစ်ခုနေ့မှာပြည့်စုံမျှော်လင့်စရာတစ်ခုကတော့ဆုတောင်းချက်များပြည့်စုံခြင်းဆိုတာလူတိုင်းလိုချင်တဲ့အရာဖြစ်ပါတယ်ဆုတောင်းချက်ပြည့်စုံခြင်းနဲ့ဒီမှာခုနကဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာအင်မတန်မှအားရစရာကောင်းတယ်ထို့သောဆုတောင်းပတနာပြုပြီးမှဆုဝေသောအရာဒီတုံလှုပ်၍ထို့သူအပေါင်းတို့သည်တန်ရှင်းသောဝိညာဉ်တော်ပြည့်တဲ့ဖြင့်ဘုရားသခင်နှုတ်ဘတ်တော်ကိုရဲဝံ့စွာဟောပြောကြ၏ဝိညာဉ်တော်ပြည့်ဝတဲ့အသက်တာမှာသူတို့ရဲ့ဆုတောင်းတန်ကိုဘုရားသခင်ကချက်ချင်းနားညောင်းပြီးတော့မြေကြီးလှုပ်ခါသွားတယ်နော်အဲ့ဒါ
ဆုတောင်းချက်ကြောင့်မြေကြီးကလှုပ်သွားတယ်ဆိုတာငလင်လှုပ်တယ်လို့ဖြစ်သွားတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒါကိုဖော်ပြချင်တာဖြစ်ပါတယ်ကျွန်တော်ကျမ်းစာထဲမှာကျွန်တော်ဂတိပေးထားတာရှိပါတယ်ဆုတောင်းတဲ့အခါမှာပြေဝစေမယ်ဆိုတဲ့ဘုရားရဲ့ဂတိရှိတယ်ခရစ်တော်ရဲ့ဂတိတော်ရှိတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့ဂတိတော်ရှိတယ်အဲ့တော့ဒီအရာတွေကကျွန်တော်အိမ်မက်မက်တယ်လို့ဆုတောင်းပြည့်ခဲ့ရင်ဆိုတဲ့ဟာမဟုတ်ဘဲနဲ့ဆုတောင်းရင်ပြည့်မယ်ဆိုတဲ့မျှော်လင့်ချက်ယုံကြည်ချက်အပြည့်အဝကျွန်တော်ကိုပေးထားတယ်ရှမာကုခရစ်ဝင်7အငယ်24မှာတင်းတို့ဒီဆုတောင်းသောအခါဆုတောင်းသည့်အတိုင်းရပြီဟုယုံကြည်၍ဆုတောင်းလင်တင်းဒီရပြီခရစ်တော်ပြောတာဒီစကားသူဆုတောင်းတဲ့အခါဒီဆုတောင်းတဲ့ဥစ္စာရပြီလို့ဆုတောင်းရင်ဒီဆုကိုရပြီနော်ရလိမ့်မယ်လို့မပြောဘူးခရစ်တော်ဘုရားကရမယ်ပြောချင်တာကယုံကြည်ခြင်းမှာတန်တရားကင်းသောယုံကြည်ခြင်းဖြစ်ရမယ်တန်တရားကင်းသောဆုတောင်းခြင်းဖြစ်ရမယ်ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်ပေးမလားဆိုတဲ့တန်တရားရှိလို့ရှိရင်ဒီကျမ်းပိုင်နဲ့မကိုက်ဘူးเนาะကျွန်တော်ဆုတောင်းတဲ့အခါမှာပေးရင်လည်းပေးမယ်မပေးရင်လည်းမပေးဘူးရလို့ရညာဆိုပြီးတော့ဆုတောင်းရင်လည်းမရဘူးခရစ်တော်ယေရှုဘုရားပြောတာသင်ဆုတောင်းလို့ရှိရင်သင်ဆုတောင်းတဲ့အတိုင်းရပြီလို့ယုံလို့ရှိရင်ရပြီအမှန်ဒါခရစ်တော်ဘုရားသခင်ကိုယ်တိုင်ပြောတဲ့စကားဖြစ်ပါတယ်မျှော်လင့်ချက်ပြေဝနေတဲ့ဆုတောင်းချက်ဖြစ်ပါတယ်ဒါကြောင့်ဟေဘရဲ4:16မှာကျွန်တော်အင်မတန်သဘောကျတဲ့ကျမ်းမှာဂျေဇုတော်ကို၎င်းတော်လျော်သောမဆာခြင်းကို၎င်းရရှိဖို့ရန်အတွက်တဲ့ဂျေဇုတော်ပလင်ရင်းတို့ရဲဝံ့စွာတိုးဝင်ကြကုန်အားတဲ့ဂျေဇုတော်ပလင်ဆိုတာဆုတောင်းတဲ့နေရာနော်အပြစ်ဖြေရာနေရာကျွန်တော်တို့အတန်ရှင်းဆုံးနေရာမှာရှိတဲ့ဗဒရင်တစ်တာဘောကယင်ပြင်တော်အဲ့မှာအသွေးတွန်းပြီးတော့ဆုတောင်းတဲ့အခါမှာပြည့်တယ်အဲ့ဒီနေရာမှာဆုတောင်းမှုရန်အတွက်ကယေပရောဟိတ်တပါးပဲအရင်တော့တနေ့မှတစ်ခါဝင်ရတယ်ခရစ်တော်ယေရှုဘုရားရဲ့အသေးခံခြင်းနဲ့ခရစ်တော်ယေရှုဘုရားရဲ့ကျွန်တော်တို့အသေးခံခြင်းအသွေးတော်ကြောင့်မလို့ဒီနေရာကိုကျွန်တော်ကတကားမရှိဓာမရှိဝင်လို့ရတဲ့အခွင့်ကိုရရှိသွားပြီအဲ့တော့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာပြည့်ဖို့ရန်အတွက်ဘာပြောလဲဆိုတော့တင်းတို့ဒီယေရှုတော်ကိုရရှိဖို့တင်းတို့ဒီတော်လျော်တော့မဆာခြင်းကောင်းကြီးမင်္ဂလာကိုရရှိဖို့ကြောက်စရာမလိုဘူးရဲဝံ့စွာယေရှုတော်ပလင်ဝင်ရင်းတို့တိုးဝင်ကြကုန်အားတဲ့ဆုတောင်းတဲ့နေရာဆုတောင်းပြည့်တဲ့နေရာကိုဝင်ပြီးတော့ဆုတောင်းရတဲ့အခွင့်ကဆုတောင်းပြည့်ခြင်းမျှော်လင့်ခြင်းပြည့်ဝခြင်းအကြောင်းဖြစ်တယ်ဆိုတာအဲ့ဒါကိုဖော်ပြထားတယ်။နောက်ခရစ်တော်ယေရှုဘုရားယောဟန်14:73မှာဖော်ပြထားတယ်။သင်တို့ဒီငါနာမဖြင့်တဆုံတစ်ခုကိုတောင်းလင်တဲ့ငါခမည်းတော်ရဲ့ဘုန်းထင်ရှားဖို့ရန်အတွက်တင်တို့ရဲ့ဆုတောင်းတန်ကိုငါနားညောင်းတော်မူမယ်ခရစ်တော်ယေရှုဘုရားကကျွန်တော်ရဲ့ဆုတောင်းတန်ကိုနားညောင်းမှာဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကျွန်တော်ရဲ့ဆုတောင်းတန်ကိုနားညောင်းခြင်းအပြင်ဘုရားရဲ့ဘုန်းတော်ထင်ရှားမှာပြောချင်တာကဘုရားသခင်ကိုအရှက်မကွဲစေခြင်းဘူးကျွန်တော်ဆုတောင်းတာကိုမပြည့်ဘူးဆိုလို့ရှိရင်မင်းတို့ဘုရားအိတ်နေတယ်ထင်တယ်နော်ကရမီလတောင်ပေါ်မှာဘာလဘုရားဆုတောင်းတာကိုအေလိယပြောလို့မင်းတို့ဘုရားအိပ်ပျော်နေတယ်တအားကိုအကျဲရဲ့အော်နော်အဲ့ဒါမှမင်းနိုးလာပြီးတော့ကောင်းကြီးပေးလိမ့်မယ်နော်အဲ့ဒီလိုမဟုတ်ဘူးကျွန်တော်ဘုရားသခင်ကငိုင်မီအိပ်ပျော်ခြင်းမရှိဘူးခရစ်တော်ယေရှုဘုရားနာမနဲ့တောင်းရင်ခရစ်တော်ယေရှုဘုရားကျွန်တော်ရဲ့ဆုတောင်းတန်ကိုနားညောင်းမယ်အဲ့ဒါမှဘုရားရဲ့ဘုန်းတော်ထင်ရှားမယ်ဆိုတဲ့အကြောင်းခရစ်တော်ကဒါဖော်ပြထားတာကိုကျွန်တော်တွေ့ရှိရတယ်ဒါတွေကအိမ်မက်လို့နော်မဟုတ်ဘူးတကယ်လက်တွေ့ဖြစ်တဲ့အတွေ့ဖြစ်ပါတယ်အေလိယဒီတာမန်လူဖြစ်၏တဲ့ခင်ဗျားလူကျွန်တော်လူတာမန်လူပဲဒါပေမဲ့အေလိယဆုတောင်းတဲ့အခါမှာအေလိယကမိုးမရွာနဲ့လို့ဆုတောင်းတဲ့အခါမိုးမရွာတော့ဘူး3နှစ်နဲ့6လမိုးမရွာဘူး3နှစ်6လပြည့်တဲ့အခါမှာမိုးရွာအောင်ဆုတောင်းပေးပါမိုးရွာပါစေဆိုတဲ့အခါမိုးရွာလာတယ်ဒီဆုတောင်းချက်ကအင်မတန်မှအံ့ဩစရာကောင်းတဲ့ဆုတောင်းချက်ဖြစ်တယ်တဘာဝဖြစ်တဲ့မိုးကိုတောင်မှနော်ပိုင်နိုင်တဲ့ဆုတောင်းချက်ဖြစ်တယ်အေလိယရဲ့ဆုတောင်းချက်ကရမီလတောင်မှာသူဆုတောင်းတဲ့အခါမှာမိုးရွာယုံမကဘူးကောင်းကင်ကနေမီးကျလာပါစေလို့ဆုတောင်းတဲ့အခါမှာချက်ချင်းပဲမီးကျလာပြီးတော့ရစ်ပူဇော်ထားတဲ့ရစ်ကောင်ကိုမီးရှို့ပြီးတော့လက်ခံသွားတယ်သူရဲ့ဆုတောင်းချက်တွေဒါယာကုပ်ခရစ်တော်ရဲ့နောင်တော်ယာကုပ်ကယာကုပ်ခန်းကြီး9မှာဒါဖော်ပြထားတယ်ဆုတောင်းခြင်းပြည့်ဝတယ်ဆုတောင်းခြင်းမှာဘုရားသခင်နားညောင်းတဲ့ပုဂ္ဂိုလ်ရဲ့ဆုတောင်းခြင်းကတကိုးကြီးပြီးတော့ခွန်အားကြီးမားတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီမှာဖော်ပြထားတာကိုကျွန်တော်တွေ့ရှိရတယ်ဟေဇကိကယေရမိယရှာယပြောတယ်မင်းတေနာယောဂဆွဲတဲ့အတွက်တေးရတော့မယ်အခုတေးရတော့မယ်ဒါပေမဲ့ तू မတေးခြင်းတဲ့အတွက်နိုင်ရန်ကိုကပ်ပြီးတော့မှမ
မျက်ရည်ကျပြီးတော့ဆုတောင်းတယ်ကျွန်တော်မသေးချင်သေးဘူးကျွန်တော်အသက်ပေးပါအောင်လို့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကဟေရှာယကိုပြန်လွတ်ပြီးတော့သွားမသေးသေးဘူးလို့ပြောလိုက်နောက်ထပ်15နှစ်အသက်ပေးလိုက်တယ်ဆုတောင်းခြင်းကိုဘုရားကနားညောင်းပြီးတော့တည်ရမယ့်အချိန်မှာမတည်ဘဲနဲ့နောက်ထပ်15နှစ်အသက်ရှည်ခွင့်ကိုပေးခဲ့တာဒါကျမ်းစာထဲမှာဘုရားလုပ်ခဲ့တဲ့အရာဖြစ်တယ်ဆုတောင်းချက်ကိုနားညောင်းတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာအဲ့ဒါကိုဖော်ပြထားတာကျွန်တော်တွေ့ရတယ်အေလိရှေကအင်မတန်နာမည်ကြီးတဲ့ပရောဖက်ဖြစ်တယ်အေလိယတဲ့နဆတော့တကိုးရှိတယ်နော်သူရဲ့ဆုတောင်းချက်တွေအများကြီးပြည့်စုံတာတွေရှိတယ်အေလိရှေတခါဆုတောင်းတယ်သူရဲ့တပည့်ကအရန်သူတွေအများကြီးကိုမြင်ပြီးတော့ကြောက်နေတဲ့အခါမှာအေလိရှေဆုတောင်းတယ်ဘုရားသခင်ကျွန်တော်တပည့်ရဲ့မျက်စိကိုဖွင့်ပေးပါလို့ပြောလိုက်တဲ့အခါမှာချက်ချင်းမျက်စိဖွင့်သွားပြီးတော့ဘာတွေ့လဲကောင်းကင်တမန်တွေတန်းနဲ့ချီပြီးတော့သူတို့ကိုကွယ်ကာထားတာကိုသူတွေ့ရှိရတယ်ဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာအရှိကြီးဆုမတောင်းနော်လူအပ်တဲ့အရာကိုဘုရားသခင်ကဆုတောင်းတယ်ဘုရားသခင်ကအံ့ဩစာအဖြေပေးခဲ့တဲ့အကြောင်းကိုဒီမှာကျွန်တော်တွေ့ရှိရတာဖြစ်တယ်အဲ့တော့ဒီအရာတွေအကြောင်းအထက်မှာရှိတဲ့ကျွန်တော်တို့အတွက်ကောပြည့်စုံပါမလားကျွန်တော်ဒီယေရမိ29ငယ်73မှာဖော်ပြထားတယ်တင်တို့ဒီငါကိုဆုတောင်း၍ရှောက်သွားကြလိမ့်မယ်တဲ့ငါထံကိုလာပြီးတော့ရှောက်သွားကြလိမ့်မယ်ဆုတောင်းကြလိမ့်မယ်တင်တို့ဆုတောင်းတဲ့အတန်ကိုငါနားထောင်မယ်မင်းတို့ငါကိုစိတ်နှလုံးအကျွင်းမဲ့နဲ့ရှာရင်ငါအတွေ့ခံမယ်ဘုရားသခင်ကအဲ့လိုဘုရားဖြစ်တယ်ဆုတောင်းခြင်းကိုအဖြေပေးတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကသူ့ကိုစိတ်နှလုံးအကျွင်းမဲ့ရှာလို့ရှိရင်အတွေ့ခံတဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့ဘုရားသခင်ရဲ့ဆုတောင်းခြင်းကိုနားညောင်းတာတမန်ကျမ်းစာမှာကျွန်တော်တို့ကိုဂတိတွေပေးထားတယ်ကျွန်တော်ရဲ့မျှော်လင့်ချက်တွေပြေဝဆုံနေဖို့ဒီနေ့ဆုတောင်းတာကိုနားညောင်းဖို့ဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာဘုရားသခင်ကနားညောင်းမယ်အဲ့ဒီမျှော်လင့်ချက်ကပြည့်စုံမယ်လို့ကျွန်တော်အဲ့ဒါဖော်ပြချင်တာဖြစ်ပါတယ်တမန်တော်30ခုနှစ်ကပြောတဲ့ကောင်မှာဆုတောင်းလိုက်တာနဲ့မြေကြီးငလင်လှုပ်သွားတယ်ပေါလုနဲ့တိလာထောင်ထဲမှာဆုတောင်းတခြင်းဆိုတဲ့အခါမှာငလင်လှုပ်တယ်တရားကတဘာဝငလင်မဟုတ်ဘူးဘုရားသခင်ကလှုပ်လိုက်တယ်ဒါရိုးတဘာဝဆိုရင်အေယောအားလုံးပြွေရမှာဒီငလင်ကတကားပဲပွင့်တယ်တန်ကြိုးပဲပြတ်တယ်ဆိုတော့ဘုရားသခင်ကအံ့ဩစွာပြုလိုက်တဲ့အရာဖြစ်တယ်ဆုတောင်းခြင်းကိုနားညောင်းပြီးတော့မှတကူပြီးတော့အချင်းဒီကျွန်တော်တို့ကိုကောင်းကြီးပေးတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရတယ်အဲ့တော့ခုနကဖတ်တဲ့ကျမ်းပိုက်ရဲ့အခြေခံအကြောင်းကိုကြည့်ရင်ပေတရုနဲ့ယောဟန်တို့ကနော်ဝိညာဉ်တော်ဆင်းသက်ပြီးတော့အတင်းတော်ဖြစ်လာတဲ့အခါမှာဗိမာန်တော်တွားပြီးတော့နော်သူတရားဟောပြောတယ်တရားမဟောခင်မှာလက်ချေတည်တဲ့သူတရားကိုလည်းနော်ဒီခရစ်တော်နာမတော်အဖြစ်အနာငြိမ်းပြီးတော့မှယောဂပျောက်စေပြီးတော့မှတရားဟောတယ်အဲ့ဒီတရားဟောတဲ့အခါမှာလူ9000လောက်ပြောင်းလဲပြီးတော့မှနော်ယုံကြည်သူဖြစ်လာတယ်ဆိုတာကိုအဲ့ဒါမှာဖော်ပြတာတွေ့ရအဲ့တော့အဲ့ဒါကိုတွေ့တဲ့အခါမှာယောမစစ်ဘိုးတွေနော်ဂျန်တာပုဂ္ဂိုလ်တွေပါတယ်ရှေ့ဒီယေဘရဟိသူတို့ကိုဖမ်းချုပ်ပြီးတော့ထောင်ထဲမှာထည့်ထားလိုက်တယ်နောက်တစ်ခါသူတို့ကိုထုတ်ပြီးတော့မှလူပုံအလယ်မှာစစ်ဆေးတယ်မင်းတို့ကဒီတကောအနာကိုရဖို့တဲ့မင်းတို့ကိုဘု து နာမနဲ့မင်းတို့ကလှုပ်တာလဲဘု து တကောနဲ့မင်းတို့လှုပ်တာလဲသူတို့ကိုစစ်ဆေးမေးမြန်းတယ်အရှက်ကွဲပြီးတော့သူတို့ကိုမောင်းထုတ်ဖို့ရကြံစီတာအဲ့သူတို့ကပြောတယ်ခရစ်တော်ယေရှုဖျားရဲ့နာမတော်အားဖြင့်ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ရဲ့နာမတော်အားဖြင့်ဒီအမှုတွေကိုပြုတာဒီအမှုတွေကိုဟောပြောတာလက်ချီတည်တဲ့လူကိုတန်ရှင်းအောင်ပြုတာခရစ်တော်ရဲ့နာမတော်အားဖြင့်ပြုတယ်လို့တော့သူကအဲ့လိုပြန်ပြောတဲ့အခါသူတို့ဖြေစရာမရှိဘူးသူတို့ကအံ့ဩစရာတွေဖြစ်လာတယ်အဲ့တော့ဒီနေ့ကစပြီးတော့ခရစ်တော်ရဲ့နာမတော်နဲ့တရားမဟောရဘူးဆိုတော့သူတို့ကိုတားမြစ်တယ်သူတို့ကပေတရုကဘာပြောလဲဆိုကျွန်တော်တို့ကလူရဲ့စကားကိုနားမထောင်ဘူးဖခင်ရဲ့စကားကိုနားထောင်တယ်မင်းတို့မလုံးနဲ့ဆိုတဲ့အရာကိုငါတို့နားမထောင်နိုင်ဘူးဖခင်သခင်ခရစ်တော်ကကြီးညာရမယ်ဟောပြောရမယ်လို့ပြောနေတာကိုနားထောင်ပြီးတော့ဆက်လုပ်မယ်သူတို့ဆက်လုပ်သူတို့လက်ချေတေးပြီးတော့မှလက်ချေတေးပြီးတော့အနာငိမ့်တဲ့အဲ့ဒီသူကလည်းကြမ်းမာပြီးတော့သူတို့ထဲမှာရှိတယ်သူကလည်းအသက်40လောက်ရှိတယ်ကလေးတငယ်မဟုတ်ညာတဲ့အရွယ်လည်းမဟုတ်ဘူးသူကဥပဒေရသူတို့ရဲ့ပညာတရားရသူတို့ကမြင်ရတယ်တွေ့ရတယ်ငင်းလို့မရတဲ့ခါမှာသူတို့ဖမ်းเสียအကြောင်းမရှိတော့ဘူးကဲမင်းတို့ကိုပြန်လွတ်လိုက်တယ်ဘီလူနဲ့ယောဟန်ကသူ့ရဲ့အဖော်တွေရှိတဲ့နေရာမှာသူ့အဖော်တွေအားလုံးကအခန်းထဲမှာသွားဆုတောင်းနေကြသူတို့အတွက်အဲ့တော့အဲ့ဒီကိုပြန်ရောက်တဲ့ခါမှာဒီအကြောင်းတွေပြောပြတယ်ဒီအကြောင်းတွေပြောပြပြီးတော့မှသူတို့အားလုံးကလည်းတကယ်ပဲဝမ်းမြောက်ခြင်းစိတ်နဲ့အတူတကွပြန်ပြီးတော့ဘုရားသခင်ကိုသူတို့ဆုတောင်းကြတယ်အဲ့ဒီဆုတောင်းချက်ကအင်မတန်မှတကူကြီးမားတဲ့အတွက်ကျွန်တော်အဲ့ဒါကိုဖတ်ပြချင်တယ်ဒါတမန်တော်သူခန်းကြီးလေး24ကနေ30လောက်ထိသူဆုတောင်းချက်ခတ်တူတူလေးတစ်ခုရှိတယ်သူတို့ဘာဆုတောင်းလဲဆိုတော့သူတို့ကအစိုးရ
တော်မူသောအရှင်ကိုတော်ဒီကောင်းကင်မြေကြီးတမှုတရားမှာဆိုင်သူအရရှိသမျှကိုဖန်ဆင်းတော်မူသောဘုရားသခင်ဖြစ်၏တဲ့ကိုတော်ဒီလူမျိုးတော်ကိုအဘယ်ကြောင့်ယုံရင်ခတ်ပြုသည်နည်းလူစုတွေအဘယ်ကြောင့်အချီးနှီးကြံစီသည်နည်းတဲ့သူတို့ကိုဒုက္ခပေးတဲ့လူတွေရှိတယ်ဆိုတာကိုပြောတာလောကီရှင်ဘုရင်တို့ဒီထ၍မူးမရာရှိတို့ဒီထာဝရဘုရား၏ခရစ်တော်ကိုယံဘဲ့ပြုလျက်စီဝေကြပါသည်ဟုကျွန်တော်တို့ဂျွန်ဒါဝိဒ်နှုတ်ဖြင့်ပြရိထားတော်မူသည်နှင့်အညီဟေရုမင်းဘုန်းဒီပိလာမင်းမဆာဝီဣတိလအမျိုးသားတပါးအမျိုးသားတို့ဒီကိုရောကိုလိုရှိတဲ့အတိုင်းရှေးမစွာကလက်တော်ဖြင့်ခွဲခန့်မှတ်သားတော်မူသည်များတို့ကိုပြုခြင်းကဘိသိက်ပေးတော်မူသောတားတော်မြတ်ယေရှုကိုဤမြို့၌ယံဘဲ့ပြု၍စီဝေကြပါ၏ခရစ်တော်ကိုယံဘဲ့ပြုတဲ့အကြောင်းတွေကိုသူဖော်ပြတယ်ထိုအခါယခုအခါထိုသူတို့၏ချင်းချောက်ခြင်းကိုမှတ်တော်မူပါဒီဒါပြီးတော့30မှာဘာပြောလဲဆိုတော့အနာရောဂါငြိမ်းခြင်းလက်တော်ကိုစ၍တန်ရှင်းသောသားတော်ယေရှု၏နာမတော်အားဖြင့်နမိတ်လက္ခဏာအံ့ဘွယ်သောအမှုတို့ကိုဖြစ်စေတော်မူစဉ်တွင်ကိုတော်ဤကျွန်တို့သည်နှုတ်ကပတ်တရားတော်ကိုရဲရဲစွာဟောပြောပါမည်အကြောင်းကယ်မတနာတော်မူပါဟုဆုတောင်းကြ၏သူတို့ဆုတောင်းချက်ကအဲ့ဒီဆုတောင်းချက်တောင်းလိုက်တာနဲ့တပြိုင်နက်မြေကြီးကငလင်လောက်တယ်လို့ပဲလှုပ်ခတ်သွားပြီးတော့မှရဲဝံ့စွာဧဝံဂေလိတရားမြောက်သတင်းကောင်းကိုဝေမျှကြတယ်ဆိုပြီးတော့ဖော်ပြထားတဲ့အကြောင်းကိုဒီမှာကျွန်တော်တို့တွေ့ရှိရတယ်အဲ့တော့ဆုတောင်းချက်ပြည့်စုံတဲ့အကြောင်းကိုကျွန်တော်ရွေးပြီးတော့အနေငယ်ဖော်ပြတာဖြစ်ပါတယ်ဓမ္မဟောင်းထဲမှာဓမ္မတစ်ထဲမှာဘုရားသခင်ကသူ့အလိုတော်အညီဆုတောင်းတယ်ဝိညာဉ်တော်ပြည့်ဝခြင်းနဲ့ဆုတောင်းတဲ့အခါမှာအံ့ဩစွာဘုရားသခင်နားညောင်းတယ်အံ့ဩစွာဘုရားသခင်ကြားနာတယ်အံ့ဩစွာဘုရားသခင်အဖြေပေးတယ်ဆိုတာအဲ့ဒါကိုဖော်ပြခြင်းတယ်အဲကြောင့်အခုနေ့တည့်ရောက်တဲ့အခါမှာဆုတောင်းမှုရန်အတွက်နော်ဆုတောင်းမှုကအင်မတန်အရေးကြီးတယ်အဖို့ကပေးစရာမလိုဘူးဒီနေ့ကျွန်တော်တို့ဆုတောင်းခြင်းအားဖြင့်ကျွန်တော်ရဲ့အသက်တာကိုဖခင်ကိုကျေးဇူးတော်ချီးမွမ်းဆက်ကပ်ဖို့ရန်လိုတယ်ဆိုတာအဲ့ဒါကိုဖော်ပြခြင်းဒီနေ့ဆုတောင်းတဲ့အခါမှာမယုံကြည်တဲ့သူမိသားစုဝင်များလည်းယုံကြည်ခြင်းပြောင်းလဲလာမယ်နော်ဒီမှာဝိညာဉ်တော်ပြည့်ဝတဲ့သူရဲ့ဆုတောင်းခြင်းမှာဝိညာဉ်တော်ပြည့်ဝစွာဆုတောင်းတဲ့အခါမှာမလိမ္မာတဲ့ကျွန်တော်ရဲ့သားသမီးတွေလည်းပြန်လဲပြီးတော့လိမ္မာလိမ့်မယ်ကျွန်တော်ရဲ့ဝိညာဉ်တော်ပြည့်ဝတဲ့ဆုတောင်းခြင်းမှာကျွန်တော်ဒီနေ့ခံစားရင်ဆိုင်ကြုံတွေ့နေရတဲ့အကျွေးတွေအားလုံးကျေလိမ့်မယ် credit card အကျွေးတွေကျွန်တော်ကျေလိမ့်မယ်ဒါဘုရားသခင်ကပြောတာကျွန်တော်ယုံကြည်ခြင်းနဲ့ဝိညာဉ်တော်ပြည့်ဝတဲ့ကျွန်တော်ဆုတောင်းတဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာလုံအပ်တဲ့အဖြစ်များကိုဘုရားသခင်ကပေးမယ်ဒီနေ့ကျွန်တော်မချမ်းမာတာတွေဖျားနာတွေနာတာရှည်ယောဂါတွေနာတာတို့ယောဂါတွေအမတ်တမဲ့ accident ဖြစ်လို့ဖျားနာတွေအဲ့ဒီအနာတွေအများကြီးရှိတယ်ဒီအနာများကိုလည်းဆုတောင်းတဲ့အခါမှာခုနကပြောတာကိုရောဒီအနာငြိမ်းခြင်းဆုကျေးဇူးအံ့ဩစရာကောင်းတဲ့နမိတ်လက္ခဏာများနဲ့အဖြစ်ပေးတော်မူမယ်ကျမ်းမာခြင်းအတိတ်ကိုဘုရားသခင်ပေးမယ်ဘုရားသခင်ကကောင်းကြီးပေးပြီးတော့အဖြစ်ကိုနားထောင်ပြီးတော့ဘုရားရဲ့အတွေ့ခံပြီးတော့ကျွန်တော်တို့မှာခံစားနေရတဲ့ကင်ဆာယောဂါတွေကျွန်တော်တို့ခံစားနေရတဲ့စီးကျိုယောဂါတွေကြောက်ကယောဂါတွေကျွန်တော်နှလုံးယောဂါတွေကျွန်တော်ခံစားရတဲ့ခန္ဓာကိုယ်ထဲကအရာတွေဘုရားသခင်ကသူ့အလိုတော်နဲ့ပျောက်ကင်းနိုင်တဲ့အဖြစ်ကိုပေးမယ်ဆိုတာဘုရားဂတိပေးထားတာအရင်တော့ပြုတ်ခဲ့လို့အခုလည်းသူပြုတ်မယ်ဆိုတဲ့ဥစ္စာကိုဒီမျောလင့်ချက်ကပြည့်စုံနိုင်မဲ့အရာဖြစ်တယ်ဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်အရေးကြီးဆုံးကတော့ကျွန်တော်ကဝိညာဉ်ရေးမှာရှင်သန်တဲ့အသက်တာကျွန်တော်ရဲ့နေ့တစ်ရှာလုံးမှာအတင်းတော်ကဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့အတင်းတော်ဖြစ်ဖို့ရန်အတွက်ဝိညာဉ်တော်ပြေဝစွာနဲ့တလုံးတဝရဲဆုတောင်းတဲ့အခါမှာပြေဝဆုံနေမယ်ဆိုတဲ့အကြောင်းအဲ့ဒါကိုကျွန်တော်ဖော်ပြချင်တာဖြစ်တယ်ကျွန်တော်ဆုတောင်းခြင်းအတကယ်ပဲကျွန်တော်အတွက်နေ့တစ်အတွက်အင်မတန်လိုအပ်တဲ့အရာဖြစ်တယ်အချက်ဖြစ်တယ်အသက်သွေးကြောဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းဖော်ပြတာဖြစ်ပါတယ်တတိယတစ်ခုကဒီ chance ချက်လေးထဲမှာကျွန်တော်ကြည့်တဲ့အခါမှာနေ့တစ်မှာဗာမျောလင့်စရာရှိတယ်လေဆိုတော့အတင်းတော်ရဲ့နိုးကြားခြင်းကိုပေးဖို့ရန်အတွက်ကျွန်တော်မျောလင့်ချက်တွေပြည့်စုံမယ်ဆိုတဲ့အကြောင်းကိုဖော်ပြတာတမန်တော်4:32မှာယုံကြည်တော်သူအပေါင်းတို့ဒီစိတ်နှလုံးတစ်လုံးတညီတညွတ်တည်ရှိကြ၍အဘယ်သူမျှမိမိဥစ္စာတစ်စုံတစ်ခုငါဥစ္စာဟုမဆိုဘဲလေရှိသမျှသောဥစ္စာတို့ကိုဆက်ဆံသဖြင့်သုံးဆောင်ကြလိမ့်မည်အရင်တော့ကနဦးအတင်းတော်ကဘာဖြစ်လို့နိုးကြားထကြွတယ်လဲဆိုတော့ဝိညာဉ်တော်ပြေဝတဲ့အသက်တာကိုရရှိတယ်ဆုတောင်းခြင်းမှာအာတန်တဲ့ယုံကြည်သူတွေတမန်တော်တွေအတင်းတော်တွေဖြစ်လာတဲ့အခါမှာတတိယအဆင့်မှာနိုးကြားတဲ့အတင်းတော်ဖြစ်လာတယ်အဲ့ဒီနိုးကြားတဲ့အတင်းတော်ဆိုတာကြီးလိုက်တဲ့အခါမှာလူအပေါင်းတို့ယုံကြည်သူအပေါင်းခုနက9000ခုနက3000 5000က8000ရှိပြီနော်နောက်တနေရာမှာ4000နဲ့1000ကျော်တော့လူတွေအားလုံးကစိတ်တလုံးတဝါတဲ့တညီတညွတ်သေးဖြစ်တယ်ဆိုတာ
သူတို့အဲ့တညီတညွတ်သေးဖြစ်ခြင်းကနိုးထမှုကိုပေးတာပဲစစ်လို့ကွဲပြားခြင်းမရှိဘူးအားလုံးကရှစ်ခုံးမယ်ဆိုရင်ရှစ်ခုံးအားလုံးကစိုးမယ်ဆိုစိုးမယ်အားလုံးကဆက်ကပ်မယ်ဆိုဆက်ကပ်မယ်တလုံးတော့လည်းလှုပ်ဆောင်တဲ့အခါမှာအတင်းတော်ရဲ့နိုးထမှုနိုးကြမှုတွေဖြစ်ပေါ်လာတာအဲ့ဒါကြောင့်မို့စားစရာတောက်စရာတွေဆင်းရဲတဲ့လူမရှိဘူးချမ်းသာတဲ့လူမရှိဘူးအကုန်လုံးယူလာပြီးတော့အာဂါပိစပွဲမှာသူတို့ကစားကြတယ်ဒါငါဥစ္စာဒါငါယူလာတာဒါမင်းမစားနဲ့အဲ့လိုမပြောဘူးတဲ့ငါဥစ္စာသူ့ဥစ္စာမခွဲဘူးအကုန်လုံးသူတို့ကတုံးဆောင်တယ်ဆိုတာနိုးကြရေးနိုးထမှုအကြီးကျယ်ဖြစ်ပွားတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီမှာကျွန်တော်တွေ့ရှိရတယ်အဲ့တော့ဆုတောင်းခြင်းအဖြစ်အဓိကပထမတစ်ချက်ကဝိညာဉ်တော်ပြေဝတဲ့ခါမှာအတင်းတော်နိုးကြခြင်းတွေရရှိလာတယ်နော်အတင်းတော်နိုးကြခြင်းဒီနေ့နိုးကြရေး revival လို့ပြောတဲ့ခါမှာတလွဲနိုးကြတာတွေအများကြီးရှိတယ်ကျွန်တော်ရဲ့နိုးကြရေးကဘာကိုခေါ်တာလဲနိုးကြရေးဆိုတာကကျွန်တော် emotional စိတ်ထဲကနေကျွန်တော်နိုးဆော်လာပြီးတော့မှနော်ဖြစ်ပေါ်လာတဲ့အဲ့ဒါကိုနိုးကြရေးတချို့ကထင်နေကြတယ် revival ကအဲ့ emotional နော်စိတ်ကြွစေနော်ပြောမယ်ဆိုစိတ်ကြွစေတောက်ပြီးတော့မူးယူနေတဲ့အဲ့ဒီပုံစံမျိုးလို့နိုးကြမှုတွေစိတ်ကြွခြင်းနဲ့ဖြစ်တဲ့နိုးကြမှုတွေမဟုတ်ကခုံမြူးတူပြီးတော့နော်ဗိမာန်တော်ကိုကျွန်တော်ပါတီလိုပဲအဲ့လိုလူတိုင်းကကခုံပြီးတော့အော်ဟစ်ပြီးတော့မှလိမ့်လည်ပြီးတော့မှညီမကောင်းရှုမကောင်းဖြစ်နေတာကိုနိုးကြရေးလို့မြင်တဲ့လူတွေလည်းရှိနေကြတာကျွန်တော်လူကြရဲ့စစ်မှန်တဲ့နိုးကြရေးရရှိဖို့ရန်အတွက်လိုတယ်ဆိုတာကိုကျွန်တော်ဖော်ပြခြင်းကျွန်တော်အရင်ခရစ်မတ်တော့ပြောမလို့မပြောဖြစ်ခဲ့ဘူးဒါပေမဲ့စစ်မှန်တဲ့ခရစ်မတ်ရရှိဖို့ရန်အတွက်ကခရစ်မတ်ကိုပြောင်းလဲမှကျွန်တော်ကလည်းပြောင်းလဲတဲ့ခရစ်မတ်ကိုရရှိမယ်ဆိုတဲ့အကြောင်းလေးပါဒါကဘာလို့ဆိုရင်ကျွန်တော်နေ့ပေါင်းများဆိုတော့ကျွန်တော်ခရစ်မတ်လုပ်တာလည်းခါမှာမပြောင်းလဲတဲ့ခရစ်မတ်စခုကဘာလဲဆိုတော့ကျွန်တော်ဆိုတဲ့တခြင်းတချို့ကခရစ်မတ်တခြင်းမဟုတ်ဘူးခရစ်တော်ပါတဲ့တခြင်းမဟုတ်ဘူးခရစ်မတ်လို့ပြောတဲ့ဟာကိုလည်းခရစ်မတ်လို့မရေးချင်ကြဘူး Xmas လို့ပဲရေးချင်ကြအဲ့တော့ခရစ်တော်မပါတဲ့တခြင်းကဘာလဲဆိုတော့ Santa Claus တခြင်းတွေထဲမှာဖတ်ကြည့်တာခရစ်တော်မွေးဖွားခြင်းအကြောင်းမပါဘူး Jingle Bell အကြောင်းဖတ်တဲ့အခါမှာခရစ်တော်မွေးဖွားခြင်းအကြောင်းမပါဘူးကျွန်တော်ဒီဟာကိုကလေးရောလူကြီးရောဆက်ဆက်မဲမဲနဲ့ခရစ်မတ်ရောက်တဲ့အခါမှာဒီချင်းနဲ့တော့ခရစ်တော်ကိုခရစ်မတ်လို့ပြောနေကြဒီဟာကိုမပြောင်းလဲရင်ကျွန်တော်ရဲ့စစ်မှန်တဲ့ခရစ်မတ်အနှစ်သာရအဲ့ထဲမှာမရှိဘူးခရစ်မတ်ကခရစ်တော်လာတာဆန်တာကလောလာတာမဟုတ်ဆန်တာကလောလာတဲ့အခါမှာဆန်တာကလောတချင်းတဲ့ဘုရားဆန်တာကလောမြင်းလေးကြီးစီးပြီးလာတဲ့အခါမှာလာမရနေမှုစုမတရားကလာမဖဲလို့ဝင်တိုက်ပလိုက်တယ်ဆိုတဲ့တချင်းလည်းရှိတယ်နော်ဆန်တာကလောလာတဲ့အခါ you better watch out မင်းကောင်းကောင်းမနေမင်းကိုလက်ဆောင်ပေးမှာမဟုတ်ဘူးခရစ်တော်လာတာကစင်းရဲလူအပြစ်သားများကိုလက်ဆောင်ပေးဖို့လာတာဆန်တာကလောလာတယ်မတူကျွန်တော်တမယိုးကြမပြောင်းလဲတဲ့ခရစ်မတ်နဲ့ကျွန်တော်အသက်ရှင်ခရစ်မတ်ပြီးသွားလေဒီလိုပဲအသက်ရှင်ကြတာပဲစစ်မှန်တဲ့ခရစ်မတ်ရောခရစ်မတ်ကခရစ်တော်ကအဓိကယေရှုဖခင်ကအဓိကခရစ်တော်ယေရှုဖခင်မပြောက်ဖို့အရေးကြီးတယ်အခုကျွန်တော်ရဲ့နိုးကြရေးမှာကျွန်တော်စစ်မှန်တဲ့နိုးကြရေးမဟုတ်ဘဲနဲ့နိုးကြရေးအတူအယောင်နဲ့ကျွန်တော်နိုးကြမယ်ဆိုရင်အတင်းတော့ဒီတိုင်းပဲနော်ဘုံချံကခုံမီတူပြောပြီးတော့ပြန်သွားကြပြီးနောက်တနေ့ကျတော့ဒီတိုင်းပဲကျွန်တော်ထဲမှာအထဲကနေဝိညာဉ်နိုးကြခြင်းဆိုတာမဟုတ်လို့ရှိရင်စစ်မှန်တဲ့နိုးကြရေးမဟုတ်လို့ရှိရင်တော့တကယ်နိုးကြတဲ့အရာမဖြစ်နိုင်ဘူး emotional နဲ့နိုးကြရေးမရနိုင်ဘူးဆိုတာအဲ့ဒါကိုပြောချင်တယ်အဲ့တော့စစ်မှန်ဆိုကျွန်တော်အဲ့ဒီ New Year night တုန်းက Jonathan Edwards ကျွန်တော်နည်းနည်းပြောခဲ့တယ် Jonathan Edwards ရဲ့ New Year resolution က90ခုเนาะတစ်ခုထဲမှာ90ခုသူရဲ့ New Year resolution တန်တိတ်တာတစ်ခုစီတိုင်းကကျန်းစာတဲ့အရာတွေကိုယူပြီးတော့မှသူရဲ့အသက်တာမှာရှောက်ပါမဲဆိုတဲ့အရာဒါပေမဲ့ကျွန်တော်အဲ့ဒါပြောချင်တာမဟုတ် Jonathan Edwards ရဲ့တရားဟောချက်တပုတ်เนาะနိုးကြရေးတရားဟောချက်တပုတ်ဒေါရထွက်နေတဲ့ဘုရားသခင်လက်ထဲကအပြစ်သားများဆိုတဲ့ခေါင်းစဉ်เนาะThe sinner in the hands of angry God ဆိုတာသူရဲ့တရားဟောချက်ကဘုရားသခင်ကအပြစ်သားများကိုစီရင်တဲ့အကြောင်းကိုတရားဟောချက်တစ်ခုသူရေးလိုက်တဲ့အခါမှာဒီတရားဟောချက်အားဖြင့်သူရဲ့အတင်းသားတွေပြောင်းလဲပြီးတော့နိုးထမှုရရှိတယ်ဝိညာဉ်နိုးထမှုကိုရရှိတာအဲ့ဒီတရားဟောချက်အားဖြင့်ဒီအမေရိကန်တနိုင်ငံလုံးကနိုးထမှုကိုရရှိသွားခဲ့တယ်အဲ့ဒီတရားဟောချက်အားဖြင့်တကမ္ဘာလုံးမှာဒီနိုးကြရေးကူးဆက်သွားခဲ့တာပြောချင်တယ်စစ်မှန်သောနိုးကြရေးကိုပေးတဲ့ Jonathan Edwards ကနိုးကြရေးမှာသူရဲကောင်းကြီးပါဆိုတော့သူရဲ့နိုးထမှု
နောက်ဆက်တွဲမှာဘာတွေဖြစ်တယ်လဲဆိုတာကြည့်လို့ရှိရင်စစ်မှန်တဲ့နိုးကြားရဲ့ဘာလဲဆိုတာကိုပေါ်လွင်တယ်ကျွန်တော်အဲ့ဒါလေးကိုသဘောကျလို့အဲ့ဒါပြောပြချင်တယ်စစ်မှန်တဲ့နိုးကြားရဲ့အဖြေကဘာလဲဆိုရင်ဝိညာဉ်ရေးဟာနိုးကြားမှုပါ spiritual revival ကျွန်တော်တို့အထက်ကတန်ရှင်သောဝိညာဉ်တော်ရဲ့နိုးထမှုနိုးကြားမှုရရှိလာခြင်းဖြစ်တယ်လူတွေကသူတရားဟောပြီးတဲ့အခါမှာသူတို့အဖြစ်တွေကိုသူတို့ဝန်ချနောင်တရပြီးတော့ရှေ့ကိုထွက်လာပြီးတော့မျက်ရည်တွေကျပြီးတော့ဝန်ချတောင်းပန်ကြတယ်နော်အဲ့ဒီနေ့မှာပဲတရားဟောတဲ့နေ့မှာပဲလူတွေထွက်လာပြီးတော့ဝန်ချတယ်တောင်းပန်တယ်အပြည့်ဝန်ချကြတာကိုတွေ့ရတယ်တချို့တွေကမျက်ရည်ကျငိုကြွေးတချို့တွေကလဲကျမေ့မျောသွားတဲ့လူတွေရှိတယ်လို့ဖော်ပြထားတယ်သူတို့ရဲ့အသက်တာပြောင်းလဲသွားတယ် conversion ဆိုတာအရင်တော့စစ်မှန်စွာမပြောင်းလဲတဲ့တက်တာကနေစစ်မှန်တဲ့ပြောင်းလဲခြင်းကိုရရှိတယ် through conversion ကိုအဲ့ဒါရရှိတယ်ယုံကြည်ခြင်းကတကယ်နဲ့ shine တဲ့ယုံကြည်ခြင်းတွေရရှိလာတယ်ဖျားဦးပြုကိုးကွယ်တဲ့အခါမှာချီးမွမ်းကိုးကွယ်တဲ့အခါမှာအရင်တော့လူနှုတ်ဖျားနေပဲတခြင်းဆိုတာမဟုတ်တော့ဘူးနှလုံးသားထဲကနေတခြင်းဆိုတဲ့ချီးမွမ်းခြင်းကိုးကွယ်ခြင်းတွေဖြစ်လာတယ်တန်တွေကျဲလောင်လာတယ်ဆိုတော့အဲ့ဒါတွေဖြစ်ပေါ်လာတယ်ဆိုတော့တို့တွေ့ရတယ်ဒါအပြင်သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အတင်းတော်ပတ်ဝန်းကျင်မှာရှိတဲ့ neighbors တွေသူတို့ရဲ့နိုးကြားမှုကြောင့်သူတို့ရဲ့စိတ်လုံးနဲ့ဖျားသခင်ရဲ့မေတ္တာကြောင့်မလို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုတနာတဲ့စိတ်နဲ့ကြွေးမွေးတယ်ဝေမျှတယ်အဲ့ဒီမေတ္တာတွေကြီးမားလာတယ်ငယ်ဆုံးတို့သူတွေကိုမဆခြင်းတွေအများကြီးသူတို့ထဲမှာပေါ်လာပြီးတော့ရနေ့ရက်ဝေးမှာသူတို့ကူညီမဆတယ် homeless တွေကိုကူညီတယ်မဆတယ်နေရာတွေပေးတယ်အဲ့ဒါတွေပေါ်လာတယ်သူတို့ရဲ့တက်တာမှာနိုးထမှုထဲမှာအကောင်းဆုံးကတော့လူတိုင်းကတန်ရှင်းတဲ့အသက်တာကိုရရှိဖို့ရန်အတွက်ကြိုးစားအသက်ရှင်ကြတယ်ခေါ်ပြတယ် The holy life seeking the holy life ဟိုကျွန်တော်ယုံကြည်သူများကတန်ရှင်းစွာအသက်ရှင်ရမယ် Christian living မှာအဲ့ဒါရရှိဖို့နိုးကြားမှုဝိညာဉ်နိုးကြားမှုရတဲ့အခါမှာတန်ရှင်းစွာအသက်ရှင်မယ်ဆိုတဲ့တန်တိတ်ထန်ချတာတွေဝင်လာတယ်ဒီနေ့စာပြီးငါမကောင်းတဲ့စကားတွေမပြောတော့ဘူးဒီနေ့စာပြီးငါမကောင်းတဲ့စာအုပ်တွေမဖတ်တော့ဒီနေ့စာပြီးမကောင်းတဲ့ရုပ်ရှင်တွေငါမကြည့်တော့ဒီနေ့စာပြီးမကောင်းတဲ့အရာတွေမစားတော့ဘူးမတောက်တော့ဘူးတန်ရှင်းတဲ့အသက်တာနော် you know holiness movement ဆိုရရှိတယ် meditate မှာ holiness movement အတိုင်းသူကတကယ်တန်ရှင်းတဲ့အသက်တာနဲ့အသက်ရှင်မယ်ဆိုတဲ့တန်တိတ်ထန်တွေချလာတာကိုကျွန်တော်တွေ့ရှိရဒီအရာတွေကနော်ဝိညာဉ်တော်ပြေဝတဲ့အသက်တာဆွတ်တောင်းခြင်းအားကြီးတဲ့အသက်တာကနေတီးပွင့်လာတဲ့အတီးပွင့်ဖြစ်တဲ့ဝိညာဉ်နိုးကြားခြင်းဖြစ်တယ်ဒီအရာကကျွန်တော်အတင်းတော်မှာလည်းဖြစ်နိုင်တယ်အရင်တော့ဖြစ်တယ်အခုလည်းဖြစ်နိုင်တယ်ကျမ်းစာထဲမှာဖော်ပြထားတဲ့ဘုရားရဲ့ဂတိတော်ဖြစ်တယ်ဆိုတာကိုအဲ့ဒါကိုဖော်ပြခြင်းနောက်ဆုံးတစ်ခုပြောချင်တာကတော့နှစ်တစ်မှာဗာမျောလင့်စရာရှိလဲဆိုတော့အသက်ဝိညာဉ်ကဲတင်ခြင်းအကြောင်းအရေးကြီးတဲ့ climate ကိုရောက်ရှိလာတယ်ဒါအလေးငယ်33မှာခုနကဖတ်သွားတဲ့ကျမ်းပိုက်မှာသခင်ယေရှုထမြောက်ခြင်းအကြောင်းကိုတမန်တော်တို့သည်ကြီးစွာသောတကိုးနှင့်တက်တည်ခံ၍လူအပေါင်းတို့သည်ကြီးစွာသောကျေးဇူးတော်နှင့်ပြည့်စုံကြ၏ဒီတမန်တော်ရဲ့အသက်တာမှာဝိညာဉ်တော်ပြည့်ဝတဲ့အသက်တာဆုတောင်းခြင်းအားကြီးတဲ့အသက်တာနိုးထမှုရတဲ့အသက်တာကနေတဆင့်ဘာတွေဖြစ်လာတယ်လဲဆိုတော့ဘုရားသခင်ရဲ့ကြီးတော်တကိုးနဲ့အေဝံဂေလိတရားကိုဟောပြောတဲ့အခါမှာလူတွေကသတင်းကြားပြီးတော့မှဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကြီးမားစွာခံစားရကြတယ်လို့ဖော်ပြထားတာကိုကျွန်တော်တွေ့ရကြီးစွာသောတကိုးနဲ့အေဝံဂေလိတရားဟောပြောတဲ့အသက်တာကိုရရှိဒီနေ့ဟေဝံဂေလိတရားဟောပြောတဲ့အခါမှာကြီးစွာသောတကိုးကုစီမှာမရှိဘဲနဲ့ထင်ရရှောက်ပြောပြအေဝံဂေလိလောက်တာဆိုပြီးတော့လိုက်ပြောတာလည်းရှိတယ်အဖြစ်တင်တာတော့မဟုတ်ဘူးဒါပေမဲ့စစ်မှန်တဲ့အရာမဟုတ်ဘဲနဲ့ကိုယ့်အထဲမှာလည်းမပြေဝဘဲနဲ့နော်လှုပ်ချင်တဲ့စိတ်နဲ့လှုပ်တဲ့အခါမှာအမားတွေအများကြီးဖြစ်သွားတာဘာဖြစ်လို့လဲကျွန်တော်ကနှုတ်ကပတ်တော်ကိုဟောတဲ့အခါမှာနှုတ်ကပတ်တော်ကလမ်းမလွဲဖို့အရေးကြီးတယ်လွဲမားတဲ့နှုတ်ကပတ်တော်မဟုတ်ဖို့အရေးကြီးတယ်လွဲမားတဲ့ယုံကြည်ချက် doctrine ပေါ်မှာအခြေခံဖို့အရေးကြီးတယ်ဒီခုနှစ်ကအဆင့်တွေအားလုံးကကျွန်တော်တို့ကိုစစ်မှန်တဲ့ doctrine အပေါ်မှာယုံကြည်ချက်အပေါ်မှာကျွန်တော်တို့ကိုပို့ထားတဲ့အတွက်အဲ့ဒီကနေဟောပြောတဲ့နှုတ်ကပတ်တော်တွေကကြီးမားတဲ့တကူရရှိတဲ့အတွက်ကြားတဲ့သူများအတွက်ကြီးမားသောကျေးဇူးတော်ကိုခံစားရတယ်ဆိုတော့ကယ်တင်ခြင်းဆုကျေးဇူးကိုရရှိတာကိုအဲ့ဒါကိုဖော်ပြထားတာအဲ့တော့ဘယ်ကိုရောက်လာတယ်လဲဆိုတော့ကျွန်တော်ရဲ့အတင်းတော်ကကျွန်တော်ရောက်စီတဲ့အသက်တော်ကဝိညာဉ်ကယ်တင်တဲ့အတင်းတော်ဖြစ်သွားတယ်ဝိညာဉ်ကယ်တင်တဲ့ evangelist တွေဖြစ်သွားတယ်တာနာပြုတဲ့သူတွေဖြစ်သွားတာကိုကျွန်တော်တွေ့ရတယ်ဒါကခရစ်တော်ရဲ့အဓိကစေခိုင်းတဲ့အရာပဲနော်တင်တို့တွေတွား၍လောကီနိုင်ငံရဲ့တွား၍ငါဤဧဝံဂေလိတရားကိုဟောပြောတော့
ယုံကြည်တော်သူများတို့ကိုခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၌ဗတ္တိဇံမင်္ဂလာကိုပေးတော့သူတို့ကိုငါရဲ့တပည့်ဖြစ်စေကြငါဒီတင်တို့နဲ့အတူကကဘာကုံနဲ့တူတင်တို့နဲ့အတူအမြဲရှိမယ်ခရစ်တော်ယေရှုဖျားလောကကိုလာတဲ့ primary purpose နော်ကဝိညာဉ်ကယ်တင်မှုပဲလူသားဒီပျောက်တော့သူကိုကယ်ဖို့ရန်လောကကိုလာခြင်းဖြစ်၏ခရစ်တော်လာတာဝိညာဉ်ကယ်တင်ဖို့ရန်လာတာဇာခဲကိုပြောတဲ့စကားထဲမှာအဲ့ဒါပါတယ်ဒီနေ့ခရစ်တော်ယေရှုဖျားစေခိုင်းတဲ့မှုကဝိညာဉ်ကယ်တင်မှုရန်အတွက်ဖြစ်တယ်ကြောက်ဆုံးတဲ့ဝိညာဉ်များစွာကိုကယ်တင်မှုရန်ဖြစ်တယ်ဒီနေ့လောကမှာခန္ဓာကိုယ်ရလူတွေအများကြီးကိုကျွန်တော်တို့ကယ်ဆယ်ရေးတဲ့ကယ်ဆယ်နိုင်ပေမဲ့ဝိညာဉ်ကယ်ဆယ်မှတာလင်တမန်တော်ဘုရားမှာဘုရားသခင်နဲ့အတူဆံမြရမှာဝိညာဉ်ချမ်းသာခြင်းကိုရမှာအဲ့ဒါကအရေးကြီးဆုံးဖြစ်ဒီနေ့ကျွန်တော်တို့ကိုအဲ့ဒီအဆင့်ကိုရောက်ဖို့ကျွန်တော်တို့ခရစ်တော်ဘုရားသခင်ကကျွန်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ကိုပို့ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒါကိုဖော်ပြခြင်းကျွန်တော်တို့ဒီနေ့ကိုယ့်အကိုပြန်စဉ်းစားပြီးတော့ငါဘယ်နှယောက်ကိုအေဝံဂေလိတရားပြောခဲ့ပြီးပြီလဲငါအေဝံဂေလိစကားသတင်းကောင်းမပြောတာဘယ်လောက်ကြာပြီလဲအေဝံဂေလိသတင်းကောင်းငါတက်တယ်မခံတာဘယ်လောက်ကြာပြီလဲကိုယ့်အကိုစဉ်းစားဖို့လိုတယ်ဧဝံဂေလိပြောဖို့ရန်အတွက်ဆရာတွေကိုပဲခိုင်းတာမို့ဆရာမတွေကိုပဲခိုင်းတာမို့တမန်တော်တွေကိုပဲခိုင်းတာမို့ယုံကြည်သူတိုင်းကိုခိုင်းနေတာ every believer is evangelist ယုံကြည်သူတိုင်းကိုဧဝံဂေလိဟောဖို့စေခိုင်းတာယုံကြည်သူတိုင်းကမိမိရှိတဲ့နေရာမှာတက်တည်ခံနိုင်တယ်ခရစ်တော်ယေရှုဘုရားကိုယုံကြည်ရင်ကယ်တင်ခြင်းရမယ်ဆိုတဲ့တည်င်းကောင်းကိုလူတိုင်းကိုတက်တည်ခံနိုင်တယ်ဆိုတာအဲ့ဒါကိုဖော်ပြခြင်းတယ်ဒီနေ့မနေ့ကျွန်တော် English service မှာအနု၄ယောက်အကြောင်းကိုကျွန်တော်ပြောခဲ့တယ်ဒီအနု၄ယောက်အကြောင်းကျွန်တော်ကြားဖို့ပါတယ်เนาะကျွန်တော်ရှမာရိမြို့ကနေရန်သူကြောင့်မလို့ဒုက္ခရောက်နေတဲ့ဒီနေရာကနေအနု၄ယောက်ကိုဘုရားသခင်အသုံးပြုပြီးတော့မှရှုရိစစ်သားရန်သူအားလုံးကိုเนาะကစင်ကလေးအထက်ပြေးအောင်ဘုရားသခင်ကအသုံးပြုလိုက်တယ်သူတို့တော်လို့မဟုတ်ဘူးဘုရားသခင်ရဲ့ဂျေဇုတော်တက်အားဖြင့်ဒီအနု၄ယောက်ကြောင့်မလို့ရန်သူတွေကအားလုံးဘုရားသခင်လူမျိုးတော်ရဲ့ရန်သူအားလုံးကစင်ကလေးအထက်ပြေးရတယ်ရန်သူလက်ထဲမှာရှိတဲ့ဥစ္စာရွှေငွေစားစရာတောက်စရာအားလုံးကိုပိုင်ဆိုင်ခွင့်ကိုရတဲ့အခါမှာဒီလူနူ၄ယောက်ကဘာပြောလဲဆိုတော့ငါတို့ဒီလိုလုပ်တာမမှန်ဘူးတဲ့ငါတို့မားနေပြီအခုကဒီနေ့ကတည်င်းကောင်းပြောရမယ့်နေ့ရဖြစ်တယ်ငါတို့အခုထပြီးတော့တွားကြစို့ငါတို့မြို့ကိုတွားပြီးတော့ရှင်ဘုရင်ကိုဒီအကြောင်းကိုတန်တော်ဥတင် report တွားပေးကြရအောင်သူတို့ကတည်င်းကောင်းကိုရရဲ့သားနဲ့သူတို့ကြီးပဲခံယူနေတဲ့အခါမှာငါတို့မှားပြီငါတို့ကိုယ့်အတွက်ပဲစဉ်းစားတာမှားပြီကျွန်တော်အဲ့မနေ့ပြောတာအဲ့ဒီအနု၄ယောက်ကဂေဟာဇီလို့ပြောခဲ့တာဂေဟာဇီကသူကအတွေ့အကြုံရှိတယ်ဘုချုပ်နေမှာအနုယောဂဖြစ်တော့ပျောက်သွားအနုယောဂပျောက်သွားတယ်အေလိရှဲကပြောလို့ဂျော်ဒန်မြစ်မှာရေ9ကျင်းနေလဲတော့အနာပျောက်သွားတော့နော်လက်ဆောင်လာပေးတော့အေလိရှဲကမယူဖို့ပြောတယ်ဂေဟာဇီကလက်ဆောင်ယူထားလိုက်ခိုးထားတယ်လက်ထိုးတာကိုသူကလက်ခံလိုက်တာဆိုတော့အဲ့ဒီတဆူလက်ဆောင်ကိုလက်ခံလိုက်တဲ့အတွက်နေမန်ကတန့်ရှင်းခြင်းကိုရောက်သွားပြီးတော့နေမန်ရဲ့အနုကဂေဟာဇီပေါ်ကိုရောက်လာတယ်ဂေဟာဇီနဲ့သူသား၃ယောက်ကအနုဖြစ်သွားတာအဲ့ဒီကလေးကမြို့ပြည်မှာနေရတဲ့အနု၄ယောက်ဆိုတာနာမည်မရေးထားပေမဲ့အဲ့ဒီ၄ယောက်ကဂေဟာဇီနဲ့သား၃ယောက်လို့တော့တချို့ကျမ်းတပ်ပုဂ္ဂိုလ်တွေကဖော်ပြထားတယ်ဖြစ်။သူကအတွေ့အကြုံရှိတဲ့အတွက်နော်သူကငါတို့ကိုယ့်အကူကြီးပဲယူလို့မဟုတ်တော့ဘူးသူနောင်တရပြီးတော့ငါတို့တည်င်းကောင်းတောပြောရမယ်ဆိုတော့မြို့ကိုပြန်ပြီးတော့ရှင်ဘုရင်ကိုတောပြောတယ်ရှင်ဘုရင်ကတာကိုကြားတဲ့အခါမှာအားလုံးကရန်သူထဲကနေလွတ်မြောက်ရတဲ့အခွင့်ကိုရရှိတယ်အားလုံးကငတ်မှုခေါင်းပါခြင်းကနေအစားအသောက်ကြွယ်ဝစားရတဲ့အခွင့်ကိုရရှိတယ်ဒါအပြင်ဥစ္စာရွှေငွေရန်သူစီကနေသိမ်းဆီးရရှိတဲ့ဥစ္စာရွှေငွေနဲ့ချမ်းသာရတဲ့အခွင့်ကိုရရှိတယ်တည်င်းကောင်းရဲ့နောက်မှာကောင်းကြီးမင်္ဂလာတွေလိုက်လာတာကိုတွေ့ရတယ်ဒီနေ့အဲ့ဒီတည်င်းကောင်းကိုဝေမျှဖို့ဒီလနုလေးယောက်ကဘာမှတတ်နိုင်တာမို့အပယ်ခံနေအပြစ်သားတွေဘုရားသခင်ရဲ့ကျေးဇူးတော်တက်အားဖြင့်ဘုရားသခင်ကဒီလွတ်ငြိမ်းခြင်းချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းကိုဘုရားသခင်ကပေးလာတာဒီနေ့ကျွန်တော်အယောက်စီတိုင်းကိုဘုရားသခင်ကတည်င်းကောင်းကိုဝေမျှဖို့ရန်အတွက်ကောင်းကြီးမင်္ဂလာတွေကျွန်တော်ကိုပေးထားတယ် spiritual blessing ခေါ်တဲ့ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ကျေးဇူးတော်တွေအများကြီးကျွန်တော်ခံစားရဒီဟာကိုကိုဟာကြီးပဲကိုအဲ့ထင်မှာပဲကိုအတွက်ပဲမဟုတ်ပဲနဲ့ငါတို့ဒီတိုင်းနေတာမဟုတ်ဘူးငါတို့တွားပြီးတော့မှတည်င်းကောင်းဝေမျှရမယ်။အိုးကဘာညီမကြီးစုံထိုင်အောင်တွားဖို့လည်းမဟုတ်ဘူးတွားမဲ့လူကတွားမယ်အနိနာမှာကျွန်တော်တို့ဂျေရုဆလင်ကဆာဘရရှာမာရီယူဒာပြီးကျွန်တော်မိသားစုဝင်တွေရှိတယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာမိတ်ဆွေငယ်ရှိကျွန်တော်ရဲ့မြို့မှာရှိကျွန်တော်ပြောနိုင်တဲ့အရာတွေများရှိဒီအရာကိုပြောဖို့ရန်အတွက်
ကျွန်တော်တို့ကိုဘုရားသခင်စေခိုင်းတယ်ဆိုတာအဲ့ဒီအကြောင်းကိုကျွန်တော်တို့ဖော်ပြချင်တာဖြစ်တယ်အဲ့တော့သတင်းကောင်းကပါလဲဆိုတော့ယောမ 6:23 မှာအပြည့်ရဖို့ခါကတည်ခြင်းဖြစ်၏ဘုရားသခင်ရဲ့ယေရှုတော်ကခရစ်တော်ယေရှုဖျားအဖြစ်သာဝရအသက်ဖြစ်သည်နှစ်ခုအပြည့်အဖို့ခါတည်ခြင်းဖြစ်တယ်ဆိုတာကလေသတင်းကောင်းမယ်သတင်းဘာဖြစ်လို့သတင်းကောင်းလဲဆိုတော့အနုလျောက်ကငါတို့တွားမပြောဘဲနဲ့မိုးလင်းတဲ့အခါကျရင်ငါတို့ကစီရင်ခြင်းခံရလိမ့်မယ်စီရင်ခြင်းခံကျွန်တော်ကအပြစ်ကနေနောင်တမရရင်အဲ့ဒီအပြစ်ကတေခြင်းဖြစ်တဲ့ဒုတိယတေခြင်းငရဲကိုရရမှာအဲ့ဒီအကြောင်းပြောခြင်းကသတင်းကောင်းပဲကျင့်ခြင်းအမင်္ဂလာကိုမခံရဘူးရတဲ့ပြောင်းလဲခြင်းလိုတယ်ဆိုတာပြောင်းလဲခြင်းကဘာအတွက်လိုတယ်ဘုရားသခင်ရဲ့ယေရှုတော်ဘုရားသခင်ရဲ့ယေရှုတော်ကတဲ့ထာဝရအသက်ဆုယေရှုခရစ်တော်အဖြစ်ရရှိတဲ့ထာဝရအသက်ရှိဆုယေရှုဖြစ်တယ်ဆိုတာကိုဖော်ပြတယ်အဲ့ဒါကသတင်းကောင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့သတင်းကောင်းနေမြောက်များစွာသတင်းကောင်းတဲ့အစီအနစ်ကပါလဲဆိုရင်သခင်ယေရှုကိုနှုတ်အဖြစ်ဝန်ခံပြီးတော့စိတ်နှလုံးထဲကနေဘုရားသခင်ရဲ့သူအားတည်ခြင်းကနေရှင်ပြန်ထမြောက်လာနိုင်စေတယ်ဆိုတာကိုပြောခြင်းကသတင်းကောင်းပဲ good news evangelism ဆိုတာအဲ့ဒီတခုပဲအဲ့ဒီအကြောင်းကိုဟောပြောတက်တည်ခံခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရှိရတယ်အဲ့တော့သတင်းကောင်းပြောဖို့ရန်ကျွန်တော်ရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ဒါကြောင့်မလို့သတင်းကောင်းပြောတဲ့လူကလည်းသူများကိုသတင်းကောင်းကြီးမင်္ဂလာဖြစ်စေလို့သူကိုယ်တိုင်လည်းပဲကောင်းကြီးမင်္ဂလာဖြစ်တယ်ယောမဩဝါဒ15မှာငြိမ်သက်ခြင်းဤဝမ်းမြောက်စရာသတင်းကောင်းကျိုးချမ်းသာဤဝမ်းမြောက်စရာသတင်းဒီနှစ်ခုရှိတယ်အဲ့ဒီသတင်းကိုကြားပြောတော့သူဤခြေတို့ဒီအလွန်တင့်တယ်လားဆိုတကားတဲ့ထာဝရတဲ့ဆုယေရှုအတွက်သတင်းကောင်းကိုပြောတဲ့သူတွေကောင်းကျိုးချမ်းသာအတွက်သတင်းကောင်းကိုပြောတဲ့သူတွေသူတို့ရဲ့ခြေကအင်မတန်လာပါတယ်ဆိုတာကိုကျွန်တော်တို့အဲ့ဒီမှာတွေ့ရှိရတယ် City Gate ခေါ်တဲ့မြို့တကင်အကွာကရှေးတော့သူတို့မြို့ကအဲ့ဒါဘာလို့တဲ့နေရာလဲဆိုတော့လူတွေအများကြီးစုယုံတဲ့နေရာဖြစ်တယ် City Gate ကအဲ့ဒီမှာဈေးရောင်းတယ်ဈေးဝယ်တယ်လူတွေအများကြီးရှိတယ်အဲ့ဒီနေရာမှာတရားစီရင်တာလည်းရှိတယ်ဆိုတော့အဲ့ဒီနေရာမှာခုနကကျွန်တော်တို့ရှင်ဘုရင်ရဲ့ officer ကအရာရှိတယောက်ကဘာပြောလဲဆိုရင်မင်းတို့ဘုရားသခင်ကကောင်းကင်တကားဖွင့်ပြီးတော့မှအဲ့ဒီကနေကောင်းကြီးမင်္ဂလာတွေတွန်းချမယ်ဆိုရင်တော့မနေ့ပြန်ကြရင်ဈေးပေါ်နဲ့ဟင်းတွေဝယ်စားလို့ရမှာပေါ့သူအဲ့လိုပြောခဲ့တယ် City Gate မှာလူတွေအင်မတန်စုံတဲ့နေရာမှာတရားစီရင်မှုဘုရားသခင်ကပြုခဲ့တယ်ဘုရားသခင်က Prophet Elisha ရဲ့ Prophet ပြုခြင်းကိုအဲ့ဒီမှာပြည့်စုံစေပြီးတော့မှမယုံကြည်တဲ့ဘုရင်ရဲ့အရာရှိတယောက်ကတော့အဲ့ဒီမှာလူတွေတက်နေပြီးတော့အဲ့ဒီမှာတည်သွားတယ်ကျန်တဲ့လူတွေအားလုံးကတော့အဲ့ဒီမှာဈေးပေါ်နဲ့နော်မှုရောစပါးတို့ဘာလီစပါးတို့နော်အသားတွေအားလုံးကိုသူတို့ဈေးပေါ်နဲ့ဝယ်စားလို့ရတာတရက်တွင်းအချင်းမှာဘုရားရဲ့ပြည့်စုံခြင်းဘုရားသခင်ကကောင်းကြီးမင်္ဂလာပေးတာကိုဖော်ပြတာဖြစ်ပါတယ်အဲ့ဒါ City Gate မှာဘုရားသခင်ကသူ့ရဲ့ flag gate ကိုဖွင့်လိုက်တယ်ဆိုတာနော်လူတွေအများကြီးစုယုံတဲ့နေရာဘုရားသခင်ကောင်းကင်ဘာသာတိုက်တကားကိုဖွင့်ပြီးတော့ကောင်းကြီးမင်္ဂလာကိုအကုန်အစင်အဲ့ဒီမှာတွန်းလောင်းခဲ့တာမြင့်ဝါးတင်နေတမဟောင်းကြားထဲမှာအဲ့လိုကျွန်တော်တွေးရှိရတယ်အဲ့တော့အတင်းတော်ကဘုရားသခင်ရဲ့ကောင်းကင်တကားကိုဖွင့်တဲ့သူဖြစ်တယ်။ဘာဖြစ်လို့တည်င်းကောင်းပြောတဲ့သူကြောင့်မလို့ကောင်းကင်တကားပွင့်တော့တာ။ဒီနေ့ခင်ဗျားတို့ကျွန်တော်တို့တယောက်ကတည်င်းကောင်းကိုပြောရဆိုရင်အဲ့ဒီသူကဘုရားသခင်ရဲ့ကောင်းကင်တကားကိုဖွင့်ပေးတဲ့လူဖြစ်တယ်။လူများအတွက်ကောင်းကင်တကားကိုဖွင့်ပြီးတော့ကောင်းကြီးမင်္ဂလာခံစားရစေအကြောင်းထာဝရအသက်ရစေအကြောင်းဘုရားသခင်ရဲ့တကားကိုဖွင့်ပေးတာဖြစ်တယ်။ကောင်းကြီးမင်္ဂလာကိုသူလည်းခံစားရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရတယ်။အဲ့တော့ကျွန်တော်တို့နောက်ဆုံးမှာအားလုံးချုပ်လိုက်လို့ရှိရင်ဆရာဒါတွေဖြစ်နိုင်ပါမလားကျွန်တော်ရဲ့မျှော်လင့်ခြင်းတွေဖြစ်နိုင်ပါမလားကျွန်တော်ကအတစ်တော်အစပြုခြင်းတွေဆုတောင်းခြင်းအဖြေရတဲ့ပြည့်စုံခြင်းတွေအတင်းတော်နှိုးကြားခြင်းတွေအတင်းတော်ရဲ့တည်ငောင်းဝေမျှခြင်းတွေနေ့ပေါင်းများစွာလုပ်ခဲ့ပြီးဖြစ်နိုင်ပါမလားလို့ကျွန်တော်ထင်စရာအကြောင်းရှိတယ်ခရစ်စမတ်တုန်းကကျွန်တော်မတ်မိတဲ့ကျမ်းပိုက်လေးတစ်ပိုက်ရှိမယ်ကောင်းကင်တမန်ကမာရိကိုပြောတာကောင်းကင်မှာမာရိကိုပြောလဲဆိုတော့ဖျားသခင်တတ်နိုင်တော်မမူတော့အရာတစုံတစ်ခုမှမရှိတဲ့ nothing is impossible with God ခက်ခဲတဲ့အရာမရှိဘူးဖျားရဲ့ဂတိတော်ဒီမျော်လင့်ခြင်းပြည့်စုံမှုရတဲ့ဖျားသခင်ထံမှာခက်ခဲတဲ့အရာမရှိဘူးအားလုံးပြည့်စုံလိမ့်မယ်ကျွန်တော်အရောက်စီတိုင်းရဲ့အသက်တာမှာဝိညာဉ်တော်
ပြေဝတဲ့အသက်တာမှာဘုရားရဲ့မျှော်လင့်ခြင်းတွေပြေဝပြီးတော့မှဘုရားရဲ့ဘုန်းတော်နာမတော်ကြီးမားစွာထင်ရှားမယ်ဆိုတာကျွန်တော်ယုံကြည်စိတ်ချစရာရှိတယ်ဆိုတာအဲ့ဒါကိုဖော်ပြချင်တာဖြစ်ပါတယ်ဒီနေ့ကပထမဆုံးအပတ်ဖြစ်တယ်ကျွန်တော်ရဲ့အစကနေဆုံးနှစ်ဟောင်းเนาะကျွန်တော်နှစ်ကုန်နှစ်တိုင်အောင်ဘုရားသခင်ကျွန်တော်ကိုအသုံးပြုရန်ဦးထင်းရှင်ရဲ့လက်ထဲကိုကျွန်တော်စက္ကအနံပွေရန်လိုပါတယ်ကျွန်တော်စိတ်နှလုံးပြင်ဆင်ထားပြီးတော့ကျွန်တော်စက္ကကြရအောင်ဆွတောင်းရအောင်အနန္တတကူနေပြည့်စုံတော်မူသောယေရှုရှင်အဖဖျားကိုရောဖျားဒီတကူကြီးမားသောအရှင်ဖြစ်ပါတယ်ကိုရောရဲ့အလိုတော်နဲ့အညီကိုရောထံမှာချင်းကပ်ခြင်းဆွတောင်းခြင်းအားလုံးကိုပြည့်စုံစေတဲ့ဘုရားသခင်ဖြစ်တယ်စိတ်နှလုံးအကျွင်းမဲ့ကိုယ်တော်ကိုရှာရင်အတွေ့ခံတဲ့ဘုရားသခင်ဖြစ်ပါတယ်ယုံကြည်ခြင်းနဲ့ဆုတောင်းတဲ့အခါမှာကျွန်တော်ရဲ့ဆုတောင်းတဲ့အတန်ကိုနားညောင်းတဲ့ဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်မတိအောင်နဲ့နဲတဲ့အံ့ဩစရာများကိုပြသမဲ့အရာဖြစ်ပါတယ်ကျွန်တော်တကားခောက်ရင်ဖွင့်ပေးမဲ့ဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်တောင်းရင်ပေးမဲ့ဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်ရှာရင်တွေ့နိုင်မဲ့ဘုရားသခင်ဖြစ်ပါတယ်ကိုယ့်ရဲ့ဂတိတော်တွေမြောက်များစွာရှိပါတယ်ဒီနေ့ကိုယ့်ရဲ့ဂတိတော်ကိုလစ်လူရှုခဲ့တာရှိခဲ့ရင်ကျွန်တော်တို့ကိုခွင့်လွှတ်လက်ဒီနေ့မှာစပြီးတော့ကိုရောဖျားတခင်သားမှာအသက်တာနဲ့အသက်ရှင်တဲ့သူတွေဆုတောင်းခြင်းမှာယုံကြည်ခြင်းမှာတန်တရားမရှိပဲကိုရောကိုဆုတောင်းတဲ့လူတွေမိမိရဲ့စိတ်လုံးထဲမှာဝိညာဉ်နိုးကြားတဲ့ကိုရောရဲ့တပည့်တော်မိသားစုတွေအတင်းတော်တွေဖြစ်စေဖို့နဲ့ကိုရောစေခိုင်းတဲ့ဝိညာဉ်ကဲတင်တဲ့အမှုတော်ကိုစက္ကန့်ဆောင်ရွက်နေတဲ့ကိုရောတာသမီးတွေအတင်းတော်တွေဖြစ်စေဖို့တာသမီးတို့ကိုရောအသုံးပြုတော်မူပါအနုများကိုပြည်ကိုရောအသုံးပြုနိုင်ငံတစ်ခုကိုကဲတင်ခဲ့ပါဒီကျွန်တော်ဘာမှမတတ်ပါဘူးဘာမှမတတ်နိုင်ကျွန်တော်ကိုကိုရရှင်အသုံးပြုတဲ့ကိုရရှင်လိုအပ်တဲ့ကဲတင်ခြင်းကြွယ်ဝပေါ်မှာခြင်းရန်ရင်ခြင်းစုကျေးဇူးကိုကျွန်တော်အားဖြင့်ကိုရပေးမှဖြစ်တဲ့အတွက်ကိုရကိုကျေးဇူးတင်ပါတယ်ဒီကိုရကျေးဇူးကိုချင်းစက္ကန့်ရှိတဲ့သူရောင်းစီတဲ့အားလုံးကိုရကောင်းကြီးပေးတော်မူပါကဲတင်ပိုင်ရှင်ခရစ်တော်ယေရှုဘုရားနာမတော်နဲ့ယုံကြည်စွာဆုတောင်းစက္ကန့်ကြပါရစေခင်ဗျာအာမင်